အချစ်ဆိုတာဘလို့စတင်လဲဆိုတာဘယ်သူမှအတိအကျမသိနိုင်ပါဘူးတနေ့မှာရုတ်တရက်နှလုံးသားထဲဆွဲကပ်သွားတဲ့အပြုံးတစ်ခဏမှာဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေတဲ့မျက်လုံးဒါမှမဟုတ်နှစ်များစွာအတူရှိရင်းကဖြည်းဖြည်းချင်းစိတ်ဝင်လာတဲ့ခံစားချက်တစ်ခုမိုးရွာတဲ့ညတစ်ညမှာသူမကိုပထမဆုံးတွေ့ခဲ့တဲ့လမ်းလျှောက်ရင်းမိုးအုပ်နေတဲ့ညနေခင်းမှာစာအုပ်ဆိုင်အောက်ကခိုးနားရင်းသူမရဲ့စောက်ကျသွားတာကိုကောက်ပေးမိတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးနဲ့သူမရဲ့မျက်လုံးတွေကကြည်လင်နေတဲ့အဲ့ဒီအချိန်ကစပြီးသူမရဲ့အပြုံးကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးအချစ်ဆိုတာအတူတူရေမောခြင်းအတူတူငိုခြင်းအတူတူအိမ်မက်မက်ခြင်းပါသူတို့နှစ်ယောက်ခဏခဏတွေ့ကြတဲ့ကော်ဖီဆိုင်မှာစကားဆက်မိပြောရင်းညနေဆောင်တွေမှာမြေကမ်းပါလျှောက်ရင်းကျယ်တွေအောက်မှာအနာဂတ်အကြောင်းစိတ်ကူးရင်တနေ့မှာသူမကိုချစ်ကြောင်းဝန်ခံတယ်မင်းကိုငါချစ်တယ်ဆိုတဲ့စကားလေးဟာသူမရဲ့နှလုံးသားကိုရိုက်ခတ်သွားစေတယ်သူမလည်းသူ့ကိုချစ်တယ်ဒါပေမဲ့အချစ်ဆိုတာအမြဲလွယ်ကူတဲ့ခရီးလမ်းမဟုတ်ဘူးလေဘဝဆိုတာလှပတဲ့ရာသီတွေနဲ့ပဲဖွဲ့စည်းထားတာမဟုတ်ဘူးမုန်တိုင်းတွေလည်းရှိတယ်သူတို့နှစ်ယောက်ကြားမှာလည်းအခက်အခဲတွေရှိလာတယ်အလုံများလုံးတဲ့နေ့ရက်တွေမတူညီတဲ့အတွေးခေါ်တွေမနာလိုမှုတွေတခါတလေသူတို့ဝေးကွာသွားသလိုခံစားရတယ်ဒါပေမဲ့အချစ်ဆိုတာစွန့်လွတ်ခြင်းရဲ့အတိတ်ပဲကိုနားလည်ဖို့လိုတယ်သူတို့နှစ်ယောက်ပြန်လည်ရင်ကြားစေဖို့ကြိုးစားကြတယ်ငါတို့အတူကျော်လွှားနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ဆက်လျှောက်ကြတယ်အချစ်ဆိုတာအဆုံးသတ်တစ်ခုမဟုတ်ဘူးအစပဲသူတို့နှစ်ယောက်လက်ထပ်ကြတယ်အိမ်တအိမ်ဆောက်ကြတယ်ကလေးတွေရှိလာတယ်နှစ်တွေကုန်လွန်လာတဲ့အခါသူတို့ရဲ့အဖြူစပင်တွေကြားကပြုံးရိပ်တွေဟာပထမနေ့ကလိုပဲနှွေးထွေးနေစေပါသူမကသူ့ကိုမေးတယ်ငါ့ကိုဘာလို့ချစ်တာလဲသူကပြန်ပြုံးရင်းမင်းဟာမင်းပဲလို့ပဲဖြေနိုင်မယ်အချစ်ဆိုတာရိုးရှင်းပေမဲ့နှက်ဆိုင်တဲ့နှလုံးသားရဲ့လမ်းကြောင်းပါအဆုံးဒီဇလန်းလေးကိုအတန်အနေနဲ့ဖတ်ရှုရင်းနူးညံ့သိမ်မွေ့တဲ့အချစ်ရဲ့အရာတာကိုခံစားနိုင်ပါစေ